မြန်မာနိုင်ငံရှေးဟောင်းမီးရဲ့နိုင်ငံတစ်ခုရဲ့အငွေအသက်တွေကနေဒီနေ့ခေတ်စစ်အုပ်ချုပ်ရေးရဲ့အရေးအောက်ကိုရောက်ရှိလာတဲ့အထိဒီရှုပ်ထွေးလာတဲ့ခီးလန်းကိုကျွန်တော်တို့အတူတူလေ့လာကြည့်ကြမှာဖြစ်ပါတယ်ကဲအထူးကမေကွန်တစ်ခုနဲ့ဆက်လိုက်ရအောင်ရာစွန်းနဲ့ပေါင်းများစွာကိုယ်တမိုင်းနဲ့ကိုတည်ငြိမ်ခဲ့တဲ့ဂုံယူစရာဖင်းနိုင်ငံတစ်ခုကဘာဖြစ်လို့နှစ်ပေါင်း90ကျော်လောက်တောင်စစ်အာဏာရှင်စနစ်အောက်ကိုရောက်သွားခဲ့ရတာလဲဒီမေကွန်ကပဲကျွန်တော်တို့ရဲ့ဒီတမိုင်းခရီးတစ်ခုလုံးကိုလမ်းညွှန်ပေးတော့မှာပါအဖြစ်ကိုရှာဖို့အရင်ဆုံးအတက်ကိုပြန်သွားကြည့်ရပါမယ်အရာအလုံးမပြောင်းလဲခင်ကရှေးမြန်မာနိုင်ငံတော်ကိုဘလို့အခြေခံအုပ်မြစ်တွေနဲ့တည်ဆောက်ထားခဲ့တယ်လဲဆိုတာကိုအရင်ဆုံးလေ့လာကြည့်ကြရအောင်ဒီစနစ်မှာအတိတ်ကိုစိတ်ဝင်စားစရာကောင်းတာကအာဏာကိုဘလို့ထိန်းညှိထားတယ်လဲဆိုတာပါပဲတစ်ဖက်မှာဘရင်ရှိတယ်သူကနိုင်ငံရဲ့အုပ်ချုပ်သူလော်ဂီအေးအာဏာကုန်သူ့လက်ထဲမှာဒါပေမဲ့နောက်တစ်ဖက်မှာကျတော့တန်ကားတော်တွေရှိနေတယ်သူတို့ကလူအဖွဲ့အစည်းရဲ့ကိုချင်းတရားပိုင်းကိုတာဝန်ယူတယ်လိုအပ်လာရဲ့ဘရင်ကိုတောင်းတားတော့မဟုတ်သေးဘူးလို့ဝေဖန်ထုတ်ပြနိုင်တဲ့ဥစ္စာရှိခဲ့တယ်ဆိုတော့ဒါအပြန်လက်ထိန်းချုံတဲ့စနစ်တစ်ခုလိုပါပဲအုပ်ချုပ်ရေးရဲ့အဓိကဘောချက်မှာတော့လွတ်တော်ပါပဲဒါကိုဘိန်းနေခင်တော်ရဲ့အစိုးရအဖွဲ့လို့ပြောလို့ရတယ်ဟုတ်ပါတယ်ဘရင်ကအမြင့်ဆုံးအဆုံးဖြတ်ပေးသူပါဒါပေမဲ့ဥပဒေဖြူတာတွေတရားစီရင်တာတွေအုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်တွေအားလုံးကိုလွတ်တော်ကနေတဆင့်ပဲဆောင်ရွက်ရတာပါဒါကအဲ့ဒီခေတ်အခါကစနစ်တကျရှိတဲ့အုပ်ချုပ်ရေးရန်တဲ့တခုရှိကြတယ်ဆိုတာကိုပြနေတာပါကဲအခုတော့မြန်မာသမိုင်းကိုတကယ်ကိုဖြောင်းပြန်လန်ပြီးခဲ့တဲ့အဖြစ်အကြီးစီရောက်လာပါပြီBritish တို့ရဲ့ကျူးကျော်မှုကအရာလုံးကိုဘယ်လိုမျိုးအပြောင်းလဲကြီးတွေဖြစ်စေခဲ့တယ်လဲဆိုတာကြည့်လိုက်ကြအောင်ဒီအပြောင်းလဲကမြောင်နယ်လောက်အောင်ကိုမြန်ဆန်ပြီးတုံးလစရာကောင်းခဲ့ပါတယ်စဉ်းစားကြည့်ပါနှစ်ပတ်လောက်ပဲကြာတဲ့စစ်ပွဲတစ်ခုအပြီးမှာ2000ကြီးတိုင်းမှရှိတဲ့လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံကနေရုတ်တရက်ကြီးအိန္ဒိယကိုလိုနီရဲ့ပေးနေတဲ့တစ်ခုဖြစ်အဆင့်ရွှတ်ချခံလိုက်ရတယ်ဒါနိုင်ငံတစ်နိုင်ငံလုံးအတွက်အလုံးကြီးမားတဲ့ဂုဏ်တိတ်ခါကျဆင်းမှုကြီးတစ်ခုပါပဲဒီကိုကားချက်ကအဓိကအချက်ကိုထိထိမိမိဖော်ပြနေပါတယ်ဘရင်စနစ်နဲ့တန်ဃာတော်များဆိုတဲ့မန်တိုင်ကြီးနှစ်ခုကိုဖြိုးချလိုက်တာဟာအုတ်ချုပ်သူကိုပြောင်းလိုက်တာထက်အများကြီးပိုလေးနဲ့ပါတယ်ဒါကမြန်မာလူဖွဲ့စည်းတစ်ခုလုံးရဲ့အုတ်မြက်ကိုဆွဲနှုံလိုက်သလိုပါပဲအာနာအတွက်လမ်းညွှန်မှုရောကိုကျင်တရားအတွက်လမ်းညွှန်မှုပါပျောက်ဆုံးသွားရအခါမှာကွက်လက်ကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပြီးနောက်ပိုင်းမှာအဲ့ဒီနေရာကိုစစ်တပ်ကဝင်ရောက်ဖြည့်ဆည်းဖို့ကြိုးစားလာခဲ့တာပါဒါဟာစီးပွားရေးစနစ်တစ်ခုလုံးကိုအစားထိုးပစ်လိုက်တာပါပဲအရင်ကလိုကိုဒေတာတွင်းမှာပဲကိုဘာသာဖူလုံးအောင်လုပ်တဲ့စနစ်ကနေ British Empire ဤတစ်ခုလုံးအတွက်ဆန်စပါအများဆုံးတင်ပို့ပေးရတဲ့ကမ္ဘာစီးပွားရေးအစိတ်ပိုင်းတစ်ခုအဖြစ်အတင်းအကျပ်ဆွဲတွင်းခံလိုက်ရတာပါဒီပြောင်းလဲကြီးကဒေတာခံတွေအပေါ်မှာဆိုးရွားတဲ့အကျိုးတရားမှုတွေအများကြီးဖြစ်စေခဲ့ပါတယ်ဒီ graph ကိုကြည့်လိုက်တာနဲ့စီးပွားရေးအပြောင်းလဲရဲ့ကြီးမားတဲ့အတိုင်းအတာကိုကွက်ကွင်းမြင်နိုင်ပါတယ်စန်တင်ပို့အတွက်အသုံးပြုတဲ့ Lemmy area ဟာအစားပေါင်းရာနဲ့ချီပြီးတိုးလာခဲ့ပုံကိုကြည့်ဒါဟာတဘာဝအတိုင်းဖူးပြိုတွေ့တဲ့လက်အမျိုးမဟုတ်ပဲကိုလိုနီဆိုရတဲ့အကျိုးစီးပွားအတွက်အတင်းကျပ်ဖန်တီးခဲ့တဲ့စီးပွားရေးပုံစံတစ်ခုရေလာတက်ပါပဲဒီစီးပွားရေးအသွင်ကူးပြောင်းမှုရဲ့တကယ်တမ်းဖို့ကတော့မြန်မာပြည်သူများစုရဲ့ဒုက္ခတွေပါပဲလယ်သမားတွေကသူတို့ရဲ့မြေတွေကိုဆုံးရှုံးခဲ့ကြတယ်အထွေးတွေနဲ့နွမ်းနစ်ခဲ့ကြတယ်နောက်ဆုံးမှာတော့သူတို့ရဲ့ဘိုးဘွားပိုင်မီပေါ်မှာပဲနေစားအလုတ်သမားဘဝကိုရောက်ဖြစ်ကြရပါတယ်ဒီချင်းတွေကပဲယူရလူမှုအဖွဲ့အစည်းကိုပြိုကွဲစေပြီးရာဇဝတ်မှုတွေကိုလည်းတိုးပွားလာစေခဲ့တာပါဖိနှိပ်မှုတွေရှိလာတဲ့အခါမှာတုံ့ပြန်မှုတွေလည်းမွေးဖွားလာတတ်ပါတယ်အခုတော့နိုင်ငံရဲ့လက္ခဏာနဲ့အနာဂတ်ကိုပြန်လည်ရယူဖို့အတွက်တိုက်ပွဲဝင်ခဲ့တဲ့အမျိုးသားရေးလှုပ်ရှားမှုကြီးပေါ်ပေါက်လာပုံကိုကြည့်ကြရအောင်ဒီမှာလွတ်လပ်ရေးလှုပ်ရှားမှုရဲ့အဆင့်ဆင့်ပြောင်းလဲတိုးတက်လာပုံတွေ့နိုင်ပါတယ်အစပိုင်းမှာတော့ YMBA လို့ယဉ်ကျေးမှုထိန်းသိမ်းရေးအဖွဲ့အစည်းလေးတွေနဲ့စတင်ခဲ့တယ်နောက်ပိုင်းမှာတော့တက္ကသိုလ်ကျောင်းသားတွေရဲ့ပညာရေးစနစ်ကိုစန့်ကျင်တဲ့တပိတ်တွေဆရာဆန်လို့လက်သမားတွေရဲ့လက်နက်ကိုင်တော်လာမှုတွေနောက်ဆုံးမှာတော့ငါတို့မြေမှာငါတို့တခင်ဆိုတဲ့တခင်လှူရှားမှုလို့နိုင်ငံရေးအရရဲရင်တဲ့တောင်းဆိုမှုတွေအထိတဖြည်းဖြည်းပြောင်းလဲလာခဲ့တာပါဒီနေ့မှာဘိုးချိုအောင်ဆိုင်ရဲ့နိုင်ငံရေးပါနာမှုကိုကောင်းကောင်းမြင်နိုင်ပါတယ်သူရဲ့အဓိကပန်းတိုင်ကလွတ်လပ်ရေးပဲအဲ့ဒီပန်းတိုင်ကိုရောက်ဖို့ကဒုတိယကမ္ဘာစစ်အတွင်းမှာရှုပ်ထွေးပြီးလက်တွေ့ကျတဲ့မဟာမိတ်ဖွဲ့မှုတွေကိုပြုလုပ်ခဲ့တယ်တနည်းအားဖြင့်ရန်သူရဲ့ရန်သူဟာမိတ်ဆွေဆိုရဲမဟာဗျူဟာကိုသုံးပြီးအခြေအနေအရမဟာမိတ်တီကိုပြောင်းလဲခဲ့တာပေါ့။ Okay နောက်ဆုံးတော့လွတ်လပ်ရေးရခဲ့ပြီ။ဒါပေမဲ့မျိုးလင်းထားသလိုပြောင်းစရာတော့ဖြစ်မလာခဲ့ပါဘူး။လွတ်လပ်ရေးဆိုတဲ့အိမ်မက်ဟာရက်ဆက်တဲ့လက်တွေ့ဘဝတက်နဲ့လင်းမြန်စွာတိုင်းမိခဲ့တဲ့အချိန်ကာလကိုလေ့လာကြည့်ကြအောင်။လွတ်လပ်ရေးရပြီးနောက်ပိုင်းကကစင်ကလျားဖြစ်ခဲ့တဲ့ဆယ်စုနှစ်တွေကိုဒီအချိန်စရာကနေခြုံငုံကြည့်နိုင်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းလူချန်ခံရတာနေစားပြီး
ပြည်တွင်းစစ်မီတောင်းလောင်လာတွေဆရာနာသိမ်းမှုတွေဒီမိုကရေစီတောင်းဆိုတဲ့စန္ဒပြပွဲတွေကိုဖြိုခွဲတာတွေထိမျိုးလင်းချက်တွေနဲ့စတင်ခဲ့ပေမဲ့ဝန်ဒေးစရာဖြစ်ဖြစ်တွေနဲ့ပြည့်နှက်နေတဲ့ခေတ်တစ်ချက်ပါပဲ SLORC လို့အင်္ဂလိပ်လိုလူသိများတဲ့နဝတဆိုတာကတော့1988မှာအာဏာသိမ်းပြီးနောက်ပိုင်းအာဏာရှင်စနစ်ကိုတရားဝင်အဖွဲ့အစည်းပုံစံနဲ့အုပ်ချုပ်ခဲ့တဲ့စစ်အစိုးရပါပဲသူတို့ဟာ1990ရွေးကောက်ပွဲရလဒ်ကိုပယ်ချခဲ့ပြီးလူခွေရဲ့ချိုးဖောက်မှုတွေကြောင့်နာမည်ဆိုးနဲ့ကြော်ကြခဲ့ပါတယ်နောက်ဆုံးအနေနဲ့ဆက်စုနှစ်ပေါင်းများစွာကြာမြင့်တဲ့စစ်အုပ်ချုပ်ရေးနဲ့ဒီမိုကရေစီအတွက်ယနေ့ထက်ထိမပြီးဆုံးသေးတဲ့တိုက်ပွဲအကြောင်းကိုကြည့်လိုက်အောင်ဒီတစ်ခုတည်းသောကင်းငနန္ဒရာအလုံးကိုညွှန်ပြနေပါတယ်80ရာခိုင်နှုန်းဒါဟာ1990ရေကောက်ပွဲမှာ NLD ပါတီကိုပြည်သူတွေကဘလောက်တောင်အခိုင်အမာထောက်ခံခဲ့တယ်ဆိုတာကိုပြသနေတဲ့အရေးအတွက်ပါလွတ်တော်နေရ9ပုံ4ပုံဒီပါကိုအနိုင်ရခဲ့တာပါဒါမဲ့ဖြစ်လာခဲ့တာတော့ရှင်းရှင်းလေးပါစစ်တပ်ကအဲ့ဒီရလက်ကိုအတိမမဖြုတ်ခဲ့ဘူးပြည်သူစန္ဒာကိုစန့်ကျင်ပြီးအာဏာကိုဆက်လက်ဆုပ်ကိုင်ထားဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒီကာလကိုအချက်အနှဲငယ်နဲ့အနစ်ချုပ်ကြည့်ရအောင်နိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှုတွေကြားမှာတိုင်းပြည်ကအထီးကျန်ထိခဲ့တယ်NLD ခေါင်းဆောင်ဒေါ်ဆန်းစုကြည်ဟာဒီပေါင်းများစွာနဲ့အင်ဂျယ်ချုပ်ချခံခဲ့ရတယ်ဒါပေမဲ့သူ့ရဲ့ကြိုးပမ်းမှုတွေကြောင့်နိုဘယ်ငြိမ်းချမ်းရေးဆုကိုရရှိခဲ့ပါတယ်နောက်ဆုံးမှာတော့စစ်တပ်ကသူတို့ရဲ့အာဏာတည်မြဲရေးအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေမှာလွတ်တော်နေရာ25%ကိုတရားဝင်ထည့်သွင်းရေးဆွဲခဲ့ပါတယ်ဆိုတော့ကျွန်တော်တို့အစမှမဲခဲ့တဲ့မိခွင့်ပြန်တော့ကြည့်အောင်ရာစုနှစ်တစ်ခုလောက်ကိုလိုနီအစိုးသူတွေကိုရောကိုယ်နိုင်ငံသားအာဏာရှင်တွေကိုရောဆန့်ကျင်တိုက်ပွဲဝင်ခဲ့ပြီးတဲ့နောက်မှာမြန်မာနိုင်ငံအတွက်တကယ်ကိုတည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးကိုရဖို့ဘာတွေလိုအပ်နေအောင်မလဲဒါဒီမြင့်တီကျွန်တော်တို့အားလုံးအတူတူအပြေရှာနေရပဲဖြစ်တဲ့မင်းဟွန်းကြီးတစ်ခုပါပဲ